အချက်တစ်ခုကနေအရာအလုံးကိုလွှမ်းခြုံထားတဲ့ယုံကြည်မျက်နှာမှုအဖြစ်ကိုဘလို့များပြောင်းလဲသွားစေတာပါလဲကဲဒီနေ့ကျွန်တော်တို့လေ့လာကြည့်မှာကတော့ကဗျာဆရာဟိမင်းထက်ရဲ့ခင်ဆိုတဲ့အမျိုးသမီးချက်အပေါ်ထားတဲ့ခံစားချက်ကိုတော်တော်လေးထူးထူးခြားခြားဖော်ပြထားတဲ့ကဗျာနှစ်ပုတ်အကြောင်းပါပဲဒီခံစားချက်ဟာဘလောက်ကြောင့် next shine နိုင်မလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်အခွင့်မာရင်ကျရိုလီထိမိတဲ့စာသားလေးပဲနော်ဒီအချစ်ရဲ့ပြင်းထန်မှုကိုချစ်ချင်းကိုခံစားမိစေတဲ့ဒါဟာတာမန်ခံစားချက်တစ်ခုမဟုတ်တော့ဘူးလေဘဝတစ်ခုလုံးကိုအထီးပဲဖွင့်ဆိုပေးတဲ့စွမ်းအားတစ်ခုလိုဖြစ်နေပြီပုခက်ခဲကနေနောက်ဆုံးထွက်တဲ့အချီအဆအဆုံးဘဝတစ်ခုလုံးကိုခင်းဆိုတဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့ပဲချီနှုံတက်လိုက်တာပါကောင်းပြီပထမဆုံးအနေနဲ့ခင်းရဲ့တရှိမှုအထူးသဖြင့်သူ့ရဲ့အပြုံးကလောကကြီးကိုပြောင်းလဲပြနိုင်ရဲ့စွမ်းအားရှိတယ်ဆိုတာကိုကြည့်ကြအောင်ဒါဘလို့လဲဆိုတော့တဘာဝတရားကိုယ်တိုင်ကတော့သူ့မရဲ့စိတ်ခံစားချက်တွေကိုတုံ့ပြန်နေတယ်လို့ပါပဲဘလို့မျိုးလဲဆိုတာကြည့်လိုက်အောင်ဒီမှာကြောင်းတဲ့အကျိုးဆက်ကိုရှင်းရှင်းလင်းလင်းကိုတွေ့နိုင်ပါတယ်သူမရဲ့ပျော်ရွှင်မှုကလောကကြီးကိုအသက်ဝင်စေပြီးသူမမရှိတဲ့အခါသူမမပျော်တဲ့အခါမှာတော့အရာအလုံးကညှိုးနွမ်းထားတယ်။ကဗျာဆရာကဘလို့တောင်ဖော်ကြထားလဲဆိုတော့သူမပြုံးလိုက်တဲ့အခါပြန်နေတဲ့ငတ်တောင်မြေပေါ်ပြုတ်ကျတဲ့။သူမမရှိတဲ့အခါမှာတော့ပွက်နေတဲ့ဆံပဲပန်းနေတောင်ပြန်ကုန်သွားတဲ့လေ။ဒါဟာတဘာဝတရားကိုအုပ်စိုးနေတဲ့စွမ်းအားတစ်ခုလိုပါပဲ။ဒါပေမဲ့ဒီလောက်နဲ့မပြီးသေးပါဘူး။ခင်ရဲ့လွမ်းမှုကကဘာမေပေါ်မှာပဲရပ်မနေပါဘူး။သူ့ရဲ့တည်ရှိမှုကစက္ကဝဠာအထိကိုရောက်ရှိပြီးကောင်းကင်ဘော်ကအရာဒီကိုတောင်တယောက်မှုရှိနေတယ်လို့ဆိုပါတယ်။ဒီအဖြစ်ကိုတစ်ချက်လောက်ရှင်းစားကြည့်ပါလား။သူမရဲ့အလားတရားကညာခင်ရဲ့အလားအချစ်ရဲ့သင်္ကေတဖြစ်တဲ့လာမင်းကြီးကိုလောင်မှရှက်သွေးဖြာပြီးပုံရှောင်သွားစေလောက်အောင်ကိုထွန်းလင်းတောက်ပနေတဲ့တဲ့။ဆိုတော့ကဗျာဆရာရဲ့အမြင်မှာသူမဟာစัจ java လာရဲ့ဗဟိုချက်မှဖြစ်နေတဲ့ဆိုတာကိုပြနေတာပါပဲ။သူမရဲ့လွမ်းမိုးမှုကချယ်ရီစီးအထိရောက်နေတယ်ဆိုရင်ကဗျာဆရာကိုယ်တိုင်အပေါ်မှာတော့ဘယ်လိုတက်ရောက်မှုရှိနေမလဲ။အခုခင်ကသူ့ရဲ့တန်ဖိုးထားမှု system နဲ့အနှစ်ဆိုင်ဆုံးစံသားလေးကိုဘယ်လိုပြောင်းလဲပစ်လိုက်တယ်လဲဆိုတာကိုဆက်ကြည့်ကြရအောင်ဒီစွန့်နှုတ်မှုရဲ့ပမာဏကိုဒါကြည့်လိုက်နေမဝင်အင်ပါရတစ်ခုစကြဝဠာတစ်ခုလုံးအကြောင်းကိုပြောနေတာပါဒါစိတ်ကူးနဲ့တော့မမန်းစာနေတဲ့ကြွယ်ဝမှုနဲ့တစ်ခုဆွမ်းအားတွေပေါ့ဒါပေမဲ့သူ့အတွက်တော့ခင်ဆိုတဲ့တန်ဖိုးနဲ့ရင်လိုက်ရင်ဒါတွေအားလုံးကဘာမှမဟုတ်တော့ပါဘူးဒါဆိုမေးစရာရှိလာပြီကြောက်ကလာဝါတစ်ခုလုံးကိုစွန့်လွတ်ပြီးအပြန်လန်အနေနဲ့ဘာကိုလိုချင်မှလဲဒီလောက်ကြီးမားတဲ့ဆွန့်လွတ်မှုနဲ့ထိုက်တန်တဲ့ဆူလာကဘာများဖြစ်နိုင်မလဲအဖြေကတကယ်ကိုအံ့အားသင့်စရာကောင်းမှာမို့လို့ပြင်ဆင်ထားကြပါဒီမှာအဖြေပါသူလိုချင်တာကစီးစင်ဥစာဒီအာနာဒီမဟုတ်ပါဘူးသူမရဲ့ဘေးမှာရိုးရှင်းပြီးရောင်းရဲတဲ့ဘဝလေးတစ်ခုပါပဲကြက်ကဝါလာကိုစွန့်ပြီးဝါတဲလီတလုံးကိုလိုချင်တဲ့ဆိုတဲ့ဒီမယုံနိုင်စရာစန့်ကျင်ဘက်အဖြစ်ကဘာကိုပြနေလဲဆိုတော့သူ့အတွက်စစ်မှန်တဲ့ကြက်ကဝါလာဟာဂျယ်ရီဂယ်လက်စီဒီမဟုတ်ဘဲသူမကိုယ်တိုင်သာဖြစ်တဲ့ဆိုတာကိုပြနေတာပါကဲအခုဆိုရင်ကျွန်တော်တို့ပို့ပြီးတော့နက်နက်ဆိုင်ဟန်သွားကြည့်ကြရအောင်ခင်ဟာအပြင်ဘက်ကချစ်ခင်မြတ်နိုးရတဲ့သူတယောက်မဟုတ်တော့ပါဘူးသူမကသူ့ဘဝရဲ့နှလုံးခုန်တန်းသူ့ရဲ့အရှိတရားရဲ့အခြေခံအုတ်မြစ်ထလာပါပြီဘယ်လိုမျိုးလဲဆိုတာကြည့်လိုက်ကြရအောင်နေ့နေ့မှာအချိန်တိုင်းကိုလူဒီလောက်ကပဲအသီးပဲဖွင့်ဆိုပေးနေတယ်ဆိုတာကိုစစ်ကူကြည့်ပါမနက်ခင်းရပထမဆုံးအသီးစစ်ကနီနေ့လည်ရသလုံးခုန်တဲ့အထိညအိခါနီနောက်ဆုံးတွေ့အထိအားလုံးကသူမပဲကဗျာဆရာတော့ခင်ဟာသူ့ဘဝရဲ့အစပိုင်းတစ်ခုမဟုတ်တော့ပဲသူ့ဘဝကိုယ်တိုင်ခင်းနေပါဒါကတကယ်ကိုစွမ်းအပြင်းငယ်ပုံရိပ်တစ်ခုပါကျန်းခင်ချူချူမိတဲ့လိုတာမန်အထန်တိုင်းကသူ့နားချင်မှသူမရဲ့နာမည်အဖြစ်ပြောင်းလဲသွားတယ်ဒါကသူမဟာသူ့ရဲ့အာယုံခံစားမှုထဲကိုဘလောက်နက်နက်ရှိုင်းရှိုင်းစိတ်ဝင်နေတယ်လဲဆိုတာကိုပြပါတယ်ဆိုလိုတာကသူမတကယ်မရှိနေတဲ့အချိန်မှာတော့သူ့ရဲ့အာယုံတွေကသူမရဲ့တည်ရှိမှုနဲ့လုံးဝကိုဖန်ဆာခံထားတာပါဒီဆရာကရာမုံကိုပြောပြနေပါတယ်သူ့ဘာကိုပူကြောက်တယ်လဲမိုးဘာကမိုးကြိုးတဲ့ချစ်ပစ်ချတာကိုလားဒါမှမဟုတ်သူ့မရဲ့မနစ်မြို့တဲ့အကြည့်ကိုလားအဖြေကရှင်းနေပါပြီသူ့ရဲ့အကြီးမားဆုံးအကြောက်တရားရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမဟုတ်ပေသူ့မရဲ့နှစ်သက်မှုကိုဆုံးရှုံးရမှာဖြစ်တယ်ဆိုတာကိုပြနေရပါသူ့မရဲ့စိတ်ခံစားချက်တွေကသူ့အတွက်တဘာဝပြီးအန်ဒီရယ်ဖြစ်နေပါပြီဒီလိုစိတ်ခံစားမှုပြင်းပြင်းထန်ထန်နဲ့ဖော်ပြပြီးတဲ့နောက်မှာတော့မေးစရာရှိလာတာကဒီလိုအချစ်မျိုးဆိုတာတကယ်တော့ပါလေကဗျာတွေကဒီထူးခြားတဲ့ခံစားချက်ရဲ့သဘောတရားနဲ့ပတ်သက်ပြီးနောက်ဆုံးတသနာဖိရန်ဆိုင်ရာဏီကုန်းတစ်ခုစီကိုဦးတည်သွားပါတယ်ဒီမှာကဗျာဆရာကပြီးတဲ့အချစ်ရဲ့အတိတ်ပဲဖွင့်ဆိုချက်ပါပဲအချစ်ဟာတစ်စီတစ်ကောင်နဲ့တူတယ်တဲ့သူ့ကြောင့်ပြောလို့ရတယ်ဖော်ပြလို့ရတယ်ဒါပေမဲ့တကယ်နားလည်ဖို့ဆိုရင်တော့ကိုယ်တိုင်တွေ့ကြုံဖူးမှာပဲဖြစ်နိုင်မယ်တဲ့ဒါဟာစကလုံးတွေကြိုးချောင်းဆင်ခြင်မှုတွေထက်ကြော်လွန်နေတဲ့အတွေ့အကြုံတစ်ခုပါလူတစ်ယောက်ရဲ့အနက်ဆိုင်ဆုံးခံစားချက်တွေနဲ့ပတ်သက်လိုက်ရင်ဒါကအမှန်တရားပဲမဟုတ်လား
အစွန်းတက်အနေနဲ့ဒီကပြားတွေကိုလေးလာပြီးမှစိတ်ခဲဆွဲကြံရက်ခဲ့တဲ့မိခွန်းတစ်ခုနဲ့ခြံထားခဲ့ကြပါလေဒီလောက်နဲ့ဆိုင်တဲ့ယုံကြည်မြတ်နိုးမှုနဲ့ဆွဲလိုက်မှုကြားကမင်းเจ้าကပယ်မရှိနေတာလေဒါကတော့ကိုယ်တိုင်စဉ်းစားဆင်ခြင်ကြည့်ဖို့မိခွန်းတစ်ခုပါပဲ